ကွန်ပျူတာစက္ကန့်တစ်လုံးရောမယ်ဆိုရင်မိမိကွန်ပျူတာမှာ battery ရဲ့ဘယ်လောက်ရှိလဲဘယ်လောက်သုံးထားလဲဆိုင်ကယ်ကောင်ဘယ်လောက်ရှိလဲဆိုတော့စစ်လို့ရမယ်နည်းလေးကိုတစ်ချက်ပြပြလိုက်ပါတယ်စက္ကန့်ဝယ်မဲ့သူတွေအတွက်အဆင်ပြေဆုံးနည်းလေးဖြစ်ပါတယ် battery ရဲ့အကြီးကြီးဖြစ်ပါတယ်။ပြန်ဆုံး CMD တို့ရိုက်လိုက်ပါ CMD ရိုက်လို့ပေါ်လာ run as administrator နေလိုက်ပါ yes နေလိုက်ပါcommand box လေးကြာတယ်ပေါ့နော်အဲ command box မှာဒီ battery ရဲ့ကြည့်လို့ရမယ် CMD command လေးကိုရိုက်ပေးရမှာဖြစ်ပါတယ်ခုရိုက်ပြတဲ့ command လေးကိုရိုက်ပြရမှာဖြစ်ပါတယ်cfg/battery report လို့ရလိုက်ပါအဲဒါဆိုရင်ဒီကကွန်ပျူတာရဲ့မှာရှိတဲ့ system 32ရဲ့မှာရောက်လာမှာဖြစ်ပါတယ်။ Windows 10 နေရာတော့ auto 10ပေါ်လာမယ်ပေါ့နော်။ဒါ Windows 11ဖြစ်နေတဲ့10မဟုတ်ဘူး။ system နဲ့က Windows တွေက system 32ရဲ့မှာ battery report HTML ဖန်လေးကြာလာမှာဖြစ်ပါတယ်။ Windows 10ဆိုတော့ browser မှာတစ်ခါလေးပေါ်လာမှာဖြစ်ပါတယ်။အခုမှာ user မှာရိုက်ရှာကြည့်လိုက်အောင်ပါပဲ။battery report HTML ဖန်လေးကိုဖွင့်လိုက်ပါဖွင့်လို့ရှိရင်ဒီမှာကြာလာမှာဖြစ်ပါတယ်သူရဲ့ battery ရဲ့စိုက်ကဲအကောင်ဘယ်လောက်ရှိရဲအားပေးချိန်မှာဘယ်လောက်နဲ့ရက်တယ်ဒီမှာဘယ်လောက်နဲ့သုံးတယ်ဆက်ပေါ်ပါတယ်အခုကကျွန်တော်အသက်ဆိုစိုက်ကဲအကောင်တော့ပေါ်ဒီပေါ့နော်ဝယ်တာဒါလေးစိုက်ကဲအကောင်တော့ပေါ်ဒီအရင်သုံးတာဆိုရင်မှာစိုက်ကဲအကောင်လေးပေါ်လာတယ်စိုက်ကဲအကောင်များလို့ရှိရင်ကိုယ့်ရဲ့ဒီကဘယ်လောက်ထိသုံးထားလဲဆိုတော့ခံမှန်းလို့ရတယ်ပေါ့နော်ကွန်ပျူတာပတိကတော့ဂျာမန်3နာရီလောက်ခံပတိကောင်းတယ်လို့ဆိုလို့ရတယ်ပေါ့နော်ဂျာမန်3မိနစ်ဒီတိုင်းစတာမန်ပွန်ထားလို့3နာရီလောက်ခံနေဆိုရင်ဟိုကောင်းတယ်လို့ယူဆလို့ရတယ်ပေါ့နော်ဂျာမန်ပြန်တော့ဘေးမှာဘယ်လောက်သုံးလဲဆိုတော့ဒီချက်ပါရပါတော့ကွန်ပျူတာစက္ကန့်ဝယ်မဲ့တွေတဲ့ဒီနေ့ချင်းစစ်ကြည့်ခြင်းဖြင့်ကိုယ်မဲ့ကွန်ပျူတာပတိဘယ်လောက်တော့ခံနေသေးရဲ့ဆိုတော့ခံမှန်းလို့ရတယ်ပေါ့နော်ဒီစက်ဆုံးပေါ့စက်ကဲကောင်ဘယ်လောက်ရှိရဲဆိုရင်စက်ကဲကောင်များနေဆိုရင်ကိုယ်ကွန်ပျူတာပတိရဲ့ data ဘယ်လောက်တော့အဆင်ပြေမယ်ဆိုတော့ခံမှန်းလို့ရတယ်ပေါ့